ကိုကြိုက်တလားအဲ့မိကွန်ဟာလူတရားရဲ့ဘဝမှာပျော်ရွှင်မှုကျဉ်းတဲ့နှစ်သက်မှုရဖို့အတွက်အရေးကြီးဆုံးမိကွန်ဖြစ်လိမ့်မယ်လို့ထင်တယ်ဖြေရတာအတော်လေးလဲခက်တယ်အချိန်ယူပြီးစဉ်းစားရမယ်အချိန်နဲ့မကဘူးအားပါအတော်လေးယူရလိမ့်မယ်မညာတမ်းတာဖြေရမယ်ဆိုကိုမေးထားတာတွေလူသိမခံချင်တာတွေကိုဟန်ဆောင်ထားတာတွေစသဖြင့်အကုန်ပြန်ပေါ်လာမှာကိုဒီမိကွန်းဟာyes or no နှစ်ခွန်းနဲ့ဖြေလိုက်လို့ရတဲ့ကိစ္စတော့မဟုတ်ဘူးအမှန်နဲ့ဖြေမှပို့အဆင်ပြေလိမ့်မယ်တုံညာကနေ30ထိအမှတ်ပေးရမယ်ဆိုဘယ်နှမှတ်ပေးမလဲပေါ့ပြီးတော့ဘဝဆိုတာကဏ္ဍတွေမျက်နှာစာတွေအများကြီးပေါင်းစပ်ထားတာဥပမာဒဇိန်းတွေပေါ်တော့ကောင်းမြင်မဲ့ကိုယ်တကယ်ချစ်တဲ့လူကိုတော့လစ်လျူရှုခဲ့မိတာမျိုးဆုံးရှုံးပြီးမှနောင်တရတာမျိုးယုံကြည်ချက်အတိုင်းရှောက်လန်းနေပေမဲ့မိဘအပေါ်မိသားစုအပေါ်တော့တာဝန်မကြီးတာမျိုးဒီလိုတွေလည်းရှိတတ်သေးတယ်။ဒါကြောင့်လဲခြုံငုံပြီးမှအမှတ်ပေးရမယ်လို့ပြောတာ။ကိုကြိုက်ဖို့အတွက်အယူရှင်းဆုံးဖော်မြူလာကတော့ ideal self နဲ့ real self ထပ်တူညီနေဖို့ပဲ။ကိုဖြစ်ချင်တဲ့ပုံစံရဲ့တကယ်ဖြစ်နေတဲ့ပုံစံရဲ့တွေ့ဖယ်လေးအဲ့လူဟာကိုမကြိုက်လေရှင်သန်ရတာတခုလိုအပ်နေတယ်လို့ခံစားရလေပဲ။ဥပမာဝေးချဖို့စိတ်ကူးမရှိတဲ့လူတစ်ယောက်ဟာသူစားချင်တာတွေစားလိုက်မယ်ပြီးရင်ကျဉ်းနဲ့ပျော်ရွှင်သွားတယ်ကျမ်းမာလှပဖို့ရွယ်တဲ့သူကလည်းထင်းတင်းစားမယ်အားကစားလုပ်မယ်နင်းဘွားကြီးကလည်းပြင်းစရာကောင်းလိုက်တာဘလောက်ပြောသူပြောနေတယ်ကျဉ်းနဲ့နေတယ်ဟောဘလို့လူတွေမပြောအောင်လဲစဉ်းစားကြည့်ဝေးချမယ်လို့ပြီးကိုယ့်ရဲ့စားကျင်စိတ်ကိုမထိန်နိုင်လို့စားမိလိုက်တဲ့လူတွေပဲ ideal self နဲ့ real self ကတွေ့ဖယ်သွားတာ哦အဲ့အတွက်အရင်ဦးဆုံးလောရမှာသူများနဲ့နှိုင်းယှဉ်နေမဲ့အစားကိုယ့်ရဲ့ ideal self ကိုအရင်သိအောင်လုပ်ဖို့ပဲဘဝမှာဘလို့လူမျိုးဖြစ်ချင်တာလဲကိုယ့်နာမည်ကြားလိုက်တာနဲ့ဘလို့ပုံရိပ်ပေါ်စေချင်တာလဲကိုတည်သွားတဲ့အခါဘလို့အမှတ်ရစေချင်တာလဲမိဘအတွက်အိမ်အောင်ဘက်အတွက်တာသမီအတွက်တပည့်တွေလက်အောက်ဝန်ထမ်းတွေအတွက်ဆရာတွေအတွက်ဒဇိန်းတွေအတွက်ဘလို့လူမျိုးဖြစ်ချင်တာလဲဒါတွေကိုရှင်းလင်းသိအောင်အရင်လုပ်ဒါကြောင့်လဲ self awareness ကအားလုံးရဲ့အစလို့ပြောတာကိုမှရှင်းလင်းအောင်လုပ်မထားရင်ကိုကြိုက်တယ်ဆိုတဲ့ခံစားချက်လည်းရလာမှာမဟုတ်ဘူးသူများတွေတွင်တဲ့လူနေမှုပုံစံတိုင်းပဲလိုက်နေရလိမ့်မယ်ဟိုဟာလဲမှန်တယ်လို့ဒီဟာလဲမှန်တယ်လို့ဟိုဟာပဲကောင်းတယ်လို့ဒီဟာပဲကောင်းတယ်လို့နဲ့အဲ့အဆင်ပြီးသွားမှreal self ကိုဆက်စစ်ပြီးလိုက်ညှိကြည့်ကိုကလူတကာကို please လုပ်နေတာမျိုးမကြိုက်ဘူးလားကိုရဲ့ဆက်ဆံရေးမှာလက်တွဲပေါ်ကကိုဆက်ဆံနေတဲ့ပုံစံကိုမနှစ်သက်ဘူးလားကိုခန္ဓာကိုယ်အချိုးစားကိုယုံကြည်မှုမရှိဘူးလားဆန္ဒကိုအလိုလိုက်ပြီးကိုချင်းတိတ်ခါပြည့်ရွံ့မိတဲ့နောင်တရနေသလားလှုပ်တဲ့နာတွေလှုပ်ဖို့ပြက်ကွက်ခဲတာတွေမလှုပ်တဲ့နာတွေမလုံးမိဖို့မရှောင်နိုင်ခဲ့တာတွေဘာတွေရှိသလဲလူအများကြားချင်တဲ့စကားမှန်းသိလို့ကိုတကယ်မယုံကြည်ပဲဝင်ပြောမိတာတွေလူအများမကြားချင်မဲ့စကားမှန်းသိလို့ကိုယုံကြည်ပါလျက်နဲ့ဝင်မပြောပဲနှုတ်ဆက်မိတာတွေရောဘလောက်များနေပြီလဲမိဘအပေါ်အိမ်အောင်ဘက်အပေါ်တာသမီအပေါ်စသဖြင့်နောင်နာရစရာတွေတာဝန်မကြီးတာတွေငွေချတောင်းပန်စရာတွေရောရှိသလားမိတော့တာလွယ်ပေမဲ့ဖြေရသိခတ်တဲ့မိကွန်းတွေပါပဲအဲ့နေရာမှာနှစ်ချက်တော့တတိထားရလိမ့်မယ်ပထမချက်ကယူသားဖို့လူတွေဟာဒီလိုစိတ်မသက်မသာဖြစ်တဲ့အခါတက်တာအောင်လို့တွေးလိုက်တဲ့အတွေးတွေရှိတယ်ဥပမာအိမ်အောင်ရေးဖောက်ပြန်မိတယ်မလုံးသင့်မှန်းသိတယ်ဒါပေမဲ့ဖြေသွေးလိုက်တယ်ငါမိမငါယောက်ျားမှငါ့ကိုဂရုမစိုက်တာငါဒီလိုလုပ်မိတာအပြစ်မဟုတ်ဘူးဆိုပြီးနောက်တစ်ချက်ကတော့လက်သင့်ခံမှုကျွန်တော်တို့ဘလို့ကြိုးစား ideal self နဲ့ real self ထပ်တူမညီနိုင်တဲ့အစိတ်ပိုင်းတွေရှိတယ်သေကွဲသွားတဲ့ရှင်ကွဲဆိုလဲဘယ်တော့မှကိုယ်စီပြန်ရောက်မလာတော့မဲ့လူတစ်ယောက်နဲ့ပတ်သက်လို့ရတဲ့နောင်တယုံကြည်ချက်နောက်လိုက်ခဲ့လို့မိသားစုအပေါ်တာဝန်မကျေနိုင်တဲ့အဖြစ်မွေးကလေးယောဂပါလာတာကိုလက်အင်ကမဆုံးတာအစိတ်တောက်ဆန်တဲ့မိဘစီမှာမှလူဖြစ်သွားတာလို့ကိုအမားကိုလိုရဲ့ချက်ကြောင့်မဟုတ်ပဲကိုစီသူ့လိုရောက်လာတဲ့အရာတွေဒါတွေကတော့ကျွန်တော်တို့ပြင်ချင်ရင်တောင်မရတဲ့ညှိချင်ရင်တောင်မဖြစ်နိုင်တဲ့တစ်သက်လုံးထမ်းပိုးသွားကြရမယ့်အရာတွေပဲပြောင်းလဲလို့ရတာကိုပြောင်းလဲနိုင်မှုယူသားမှုနဲ့ပြောင်းလဲလို့မရတာကိုလက်ခံနိုင်မှုစိတ်ငြိမ်သက်မှုအဲ့နှစ်ခုကတော့တိတ်အရေးကြီးပါတယ်
ဘသူကြိုက်မကြိုက်ကိုကြိုက်ဖို့ကတော့အရေးကြီးဆုံးပါပဲလူအများအထင်ကြီးလေးစားနေနိုင်လေကိုအတွင်းမှာကိုမကြည်ညိုနိုင်အလကားပဲလူအများရဲ့ကဲရဲ့ဖြစ်တင်နေလေကိုဘာသာကိုကြိုက်နိုင်နေဆိုအဲ့စကားတန်တွေကိုရင်ဆိုင်ကြော်လွှားလို့ရပါတယ်အဲ့မိကွန်းကရိုးလေးပေမဲ့ဖြေရတာသိခက်တယ်ထွက်လာတဲ့အဖြေကိုရင်ဆိုင်ရတာပုတ်ခတ်ပြီးကိုကြိုက်လာအောင်ပြင်ရတာကတော့အခက်ဆုံးပါပဲဒါကြောင့်ပဲကျွန်တော်တို့အများစုဟာအဲ့မိကွန်းကိုတက်နိုင်သမျှရှောင်ရှားပြီးအပေါ်ယံပျော်ရွှင်မှုတွေနဲ့ပဲဟန်လုပ်ပျော်ရွှင်နေကြတာဖြစ်ပါလေခါတီးရဲ့အမှန်တရားကတော့ပျော်ရွှင်မှုအစစ်မှန်ဟာပြင်ပမှာရှာလို့မရပဲကိုယ်အတွင်းမှာရှိနေတာဖြစ်တယ်ဆိုတာပါပဲဒေါက်တာဖြူတီဟာ